let's go ကျွန်တော်ဒီချမ်းမြင်ကိုစပြီးတော့ကျွန်တော်လမ်းလျှောက်တာဖြစ်ဖြစ်ပေါ့အရင်ကလေးတွေအဲ့လိုဝယုံသုံးကားကိုကျွန်တော်ကဒီလိုစိတ်လှုပ်ရှားတဲ့အခြေအနေမျိုးကျွန်တော်ချက်ချင်းကျိုးတက်ပြီးတော့အပြင်ကိုတစ်ခါလေးထွက်ကြတာမျိုးတွေဖြစ်တယ်လေအဲ့တော့အရင်ဆုံးကျွန်တော်ကအဲ့လိုအခြေအနေမျိုးကျွန်တော်တည်ငြိမ်ရင်ကျွန်တော်အရင်ဆုံးကျွန်တော်တို့ကိုယ်တိုင်ကတည်ငြိမ်လေးနေပြီးလိုက်ပါနော်ကျိုးတက်ပြီးတစ်ခါလေးအဲ့လိုစကားတွေပြောပြီးတော့ကလေးကိုဆွဲခေါ်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့သူရဲ့စိတ်လှုပ်ရှားမှုနဲ့ကျွန်တော်တို့ရဲ့ဒီစကားပြောတဲ့ပြောဆိုမှုတွန်းအားတွေကစိတ်ရှုပ်ထွေးပြီးတော့ပို့ပြီးတော့စိတ်ကိုလှုပ်ရှားစေတယ်ပေါ့နော်ပို့ပြီးစိတ်လှုပ်ရှားတဲ့အခါပို့ပြီးထိမ့်နိုင်သိမ်းမိရဖြစ်တယ်ပေါ့အဲ့တော့သူစိတ်တည်ငြိမ်တဲ့အခြေအနေမျိုးကိုကျွန်တော်ပြန်ပြီးစောင့်အောင်ပါမယ်ဗျာနော်လာငယ် come stop go boy stay ကျွန်တော်တို့ကိုယ်တိုင်ကလည်းအရေးကြီးတာကကျွန်တော်တည်ငြိမ်နေဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်တည်ငြိမ်နေဖို့လိုတယ်အဲ့မှာမဟုတ်ဖ ೇನೆ ကျွန်တော်တို့ကဥမာလမ်းလျှောက်တဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်ကစိတ်လှုပ်ရှားပြီးတော့လျှောက်တဲ့အခါမှာပို့ပြီးတော့နှစ်ဆပေါ့ leave it sit stay တက်နိုင်တော့ကျွန်တော်ဒီစကားပြောတာတွေကိုရှော့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်silent လေးလုံးမယ်စကားတွေမပြောဘဲနဲ့နောက်ကျွန်တော်ရဲ့ဒီရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကျွန်တော်တည်တည်ငြိမ်ငြိမ်လေးနဲ့နေလိုက်မယ်ဆိုရင်သူစိတ်လည်းပြန်ပြီးတော့ရော့ကြပြီးတည်ငြိမ်လေးဖြစ်လာမှာပေါ့နော်ဖြစ်လာတဲ့အခါမှာကျွန်တော်ကျူးတက်မယ်မြင်တကားဖွင့်မယ် stay အဲ့တော့ဒီအခြေအနေလေးကပို့ပြီးတော့ကျွန်တော်တို့အတွက်လည်းတက်တောင့်တက်တာဖြစ်မယ်ကလေးအတွက်လည်းစိတ်သက်သာရစီတယ်ပေါ့နော်အဲ့တော့လမ်းလျှောက်မယ်ဆိုရင်ကျွန်တော်ပြားကြီးပြားရလျှောက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တည်တည်ငြိမ်နဲ့လျှောက်တာပဲပို့ပြီးတော့အဆင်ပြေစေပါတယ်ဗျအပြူမူပိုင်းစကားပြောတာတွေကျွန်တော်ရှော့မယ်ပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Hi-Fi Training School Founder မျိုးမင်းပါ